မင်းမရေးထားတော့ငါဒီနေ့ရပါရင်ကြောင်းတိလားအေးဟုတ်တာပဲတိလားမျက်နှာတော်သွားကြရခေငါတို့ခလေးအားလုံးခေါ်လို့ငါတို့စပင်းနေရှိနေပြီဆိုစပင်းစနေတာငါရင်လုံးလိုက် This is my demon slayer up. Her name is Emily Pocho. She is 26 and is Shinobu and Hanao's older sister. She is the unicorn pillar. ခလေး Most powerful. အကြီးမနေထားတော့ Boys want her, ဘာ but ပါ she လဲ is ပဲ deeply in love with Michiru. အဲ့တမီးအိမ်ပြောင်းလို့မတီးလားဟုတ်တာပဲ Never fully expressed her feelings. ဘယ်လိုမျက်နှာတက်လာ She always blushed around him. She put the pink upper room on her dress, one hid in his muse's crust. Whenever she ဒါ walked မှ past ဒါကူအကြီးဆုံးပဲ Shira bowed down ဒါ to လီ her. လီရဲ့ She said a sick character much he loved her and that ဒီမလေး he wants to ဒီ marry မလေး her. ပြောပါ The unicorn breathing has 5 forms. Form 1, unicorn power. Form 2, girly black. Form 3, အဲ့အရှိမဆောက်လို့ရမယ်ရှိမရဆောင်းနေဖဖေးလို့တူတာကြောင့်ကဲခလေးထားတော့ဘာလဲပဲကဲဒီလိုခရီးသွားမယ်ညနေပဲတက်လိုက်တော့ကဲဖေးဖေးတို့မီလို့လာလိုက်မယ်ခဏကဲငါတို့လည်းသွားကြတော့မယ်တော်ရစ်လိုက်အဲ့အတေးကိုရောက်တော့အခါအဲ့နော်အဲ့မမအဲ့လိုက်တော့ကိုထိုင်မမအဲ့ချာအဲ့ပမနီတရရဲ့အဲ့ရရောက်တော့ပမနီအဲ့နေချာပါဘူးဒီတည်းမိရောလည်းမမလည်းပမအဲ့ချာရမယ်လေဟုတ်ကဲ့မမလည်းအဲ့မင်းငါတို့တွားကြမယ်လေထဲတော့ဒီခါလည်းအိမ်ပြောင်းလာခဲ့ရမ်းလာတယ်ငါတဘောရကြတယ်မကျောင်းဝယ်တာအိမ်ရကြရမယ်အဲ့တော့ကြားလိုက်အဖေလည်းအိပ်ပျော်သွားပြီတားတော့မှလည်းနေရလဲမီယာနဲ့တားတော့မှအိပ်ပျော်သွားပြီဒီမနေ့ကလည်းဖတ်ပြီးအိပ်ပျော်သွားပါပြီရှင့်တဒီလောက်ပါပြီနော်လေးလေးကို like ဆွဲလို့ပြီးလို့မမေ့နိုင်ဘူးဘိုင်ဘိုင်